ဒီနေ့တော့ဥပဒေလူအမေးများနေတဲ့မနစ်ကပို့ဟောင်းတစ်ခုတင်ပေးမယ်ကျွန်တော်တို့ကြက်တွေနောက်မြောင်းနေနော်ရှီတဲတွေကျိုးသွားလို့ကျွတ်သွားလို့ကျွန်တော်တို့တော့ရှီတဲတွေရှေ့တော့တွေရောင်ပြီးတော့ဘာမှမလုပ်တတ်ဘူးဒါဘာဆေးတွေနဲ့ပျောက်ဘူးဘာဆေးနဲ့မှမပျောက်ဘူးမင်းတို့ငါအာမခံပြီးကုပေးမယ်ဟဲ့လားဆရာလောက်တာမဟုတ်ဘူးအဲ့တော့ဒီမှာပေါ့ကွာမရှီတဲဒီနေရာပေါ့ဥပမာနောက်ညောင်းပေါ့ဒါရှီတဲကျိုးသွားပြီကျိုးသွားတဲ့တပံနဲ့ဒီလိုအပေါ်နေရလောက်ကနေနေတေခွင်းနဲ့တင်းနေအောင်စီထားလိုက်နော်တင်းနေအောင်စီထားလိုက်ပြီးတော့ဒီရှီတဲ့ကိုနှုတ်เสียရှိတဲ့အရာနဲ့ဆွဲပြီးနှုတ်လိုက်အထဲထဲမှာအစမကြံစီနဲ့အဲ့ဒီနှုတ်ပြီးလို့ရှိရင်ပြောင်းနေအောင်ဆေးပြီးအရက်ပြန်လေးတုပ်ပြီးရတယ်ဒီထဲကိုပနက်စလင်အမှုတ်အဲ့အနာတွေကိုအခေါင်းလေးတွေကိုထိုးထက်ရှီသေးစားကြံရင်တကောင်မှမပြောက်ဘူးရှီသေးစားမကြံဘူးဆိုရင်9ရက်ဒိုလီမဟုတ်အရေးကုန်မဲ့9ရက်ဆိုတာဟဲ့လား5 6ရက်9ရက်ဆိုပျောက်တယ်ကြက်ကူတော့ပြန်လောင်တာဟဲ့လားဒီအနာတွေကိုပနက်စလင်အမှုတ်တိတ်ပြီးတော့ပလတ်စတာလေးနဲ့ပတ်တာဒီအပွားတီခွင်းကတော့တနားရီလောက်မှဖြီးဟဲ့လားဒါဆိုရင်တော့မလို့ကြက်ဒီ5 ရက်တော့တွင်ပျောက်မှာမပျောက်ဘူးဆိုတဲ့လူဥတော်ခမည်းလိုင်းပေါ်မှာလူလိန်လို့ဆိုပြီးတော့မလို့တင်လို့ရတယ်ဟဲ့လားနော်အဲ့တော့မင်းတို့အဲ့ရှိတဲ့နာတို့နောင်နောင်ပြက်တာတို့အတွက်ကိုဘာမှစိုးရိမ်စရာတကမ်းမှမရှိဘူးဟဲ့လားအဲ့တော့အဲ့ဒီတိုင်းလေးကုကြပါလို့နော်ဥတော်တော့ဒီနေ့ပို့ဖေးတစ်ခုတင်ပေးလိုက်ပြီဟဲ့လားနော်